Hello မင်္ဂလာပါမိုးသေးဘလော်လေးရကြိုဆိုပါရရှင်ဒီနေ့ကတော့ပဲကြီးနဲ့စပုတ်လေးနဲ့နှက်ပြီးတော့ချက်မှာပါလိုက်ကြည့်ပေးအောင်နော်စပုတ်ရပေါ်တဲ့အချိန်ဆိုတော့စပုတ်ရကိုအမျိုးမျိုးချက်စားနေကြပါရှင်ကဲဒါလေးရဲ့ကြက်ဦးကြောဒါလေးကတော့စပုတ်ရနဲ့ပဲကြီးနဲ့နှက်ထားတာကပြီးရင်တရက်သီးလေးတုပ်ပါတယ်ကဲစားကြပါအောင်ရှင်
စားလို့ပြီးပါပြီရှင်အဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့မယ်နော်ဘိုင်ဘိုင်